အမျိုးသမီးတယောက်ပေါ်ဘလောက်ပဲစိတ်ဝင်စားနေပါစေဘယ်တော့မှအတင်းအဓမ္မလိုက်မကတ်တဲ့အမျိုးသားတချို့ကိုသတိထားမိကြလားသူတို့မှာကိုယ်တိုင်ထိန်းချုပ်ထားတဲ့မမြင်ရတဲ့စည်းကမ်းတစ်ခုရှိနေသလိုပါပဲဒီနေ့မှာတော့အမျိုးသမီးတွေနောက်ကိုတကောက်ကောက်လိုက်မဆွဲတတ်တဲ့အမျိုးသားတွေရဲ့စိတ်ပညာအကြောင်းနဲ့ဒါဟာလူအများစုထင်ထားသလိုဘာကြောင့်မဟုတ်ရတာလဲဆိုတာကိုခွဲခြမ်းစိတ်ထားသွားမှာပါသူတို့ကအများရဲ့အတိမတ်ပြုမှုကိုစလောင်နေတာထက်မိမိကိုယ်ကိုယက်တည်နိုင်မှုကိုပိုပြီးတန်ဖိုးထားကြတယ်ဒီလိုမျိုးသားတွေဟာသူတို့ရဲ့တန်ဖိုးဆိုတာသူတစ်ပါးစီကရတဲ့အာရုံစိုက်မှုပေါ်မှာမူတည်မနေဘူးဆိုတာကိုစောစောစီးစီးနားလည်ထားကြသူတွေပါစိတ်ပညာမှာတော့ဒါကို self determination theory ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် theory လို့ခေါ်ပြီးလူတစ်ယောက်ဟာမိမိကိုယ်မိမိယုံကြည်ကိုးစားနိုင်တဲ့အခါမှာအပြည့်အဝဆုံးစိတ်ပညာမှုကိုရရှိတယ်ဆိုတဲ့အယူအဆတွေဖြစ်ပါတယ်သူတို့အတွက်တော့တစုံတစ်ယောက်နောက်ကိုလိုက်နေရတာဟာမိမိရဲ့စွမ်းအားတွေကိုအလားအပါပေးပြနေရတယ်လို့ခံစားရစေတယ်ဒါကြောင့်သူတို့ကငြိမ်ငြိမ်လေးစောင့်ကြည့်မယ်အကဲခတ်မယ်ပြီးတော့တကယ်ပဲထိုက်တန်တဲ့နေရာမျိုးမှာပဲသူတို့ရဲ့စွမ်းရည်တွေကိုမြှုပ်နှံကြတာပါဒုတိယချက်ကတော့စိတ်လိုက်မှဖြစ်တည်လာတဲ့အလိုဆန္ဒတွေထက်စိတ်ခံစားမှုဆိုင်ရာပါရမီ emotional intelligence ကိုပိုပြီးရှေ့တန်းတင်လာပါလူတွေနောက်ကိုလိုက်မကတ်တဲ့အမျိုးသားတွေဟာစိတ်ခံစားမှုကိုထိန်းချုပ်နိုင်စွမ်းမြင့်မားကြပါတယ်သူတို့ဟာတစ်ဖက်လူဤစိတ်နေစိတ်ထားရည်ရွယ်ချက်နဲ့စီးပေါင်တွေကိုကောင်းကောင်းဖတ်တတ်ကြတယ်ခဏဖြစ်ပေါ်လာတဲ့ဆွဲဆောင်မှုပေါ်မှာစိတ်လိုက်မှန်မှမတုတ်ပြန်ပဲခိတ္တရနာမယ်အကဲခတ်မယ်ပြီးတော့မှတေချာစဉ်းစားပြီးတုတ်ပြန်တတ်ကြတယ်အဲ့ဒီလိုတီးခံဆောင်ဆိုင်နိုင်တဲ့စိတ်ရှိမှုကပဲသူတို့ကိုအစပိုင်းမှာအေးဆက်ဆက်နိုင်လာကြည့်ရလို့ထင်ရပေမဲ့ရေရှည်မှာတော့တန်လိုက်လို့ဆွဲဆောင်မှုအပြည့်ရှိနေစေတာပါနောက်ဆုံးချက်ကတော့သူတို့ဟာရှားပါမှုနဲ့လူမှုတန်ဖိုးရဲ့သဘောတဘာဝကိုနားလည်ကြတယ်လျှို့ဝှက်ချက်တစ်ခုပြောပြရရင်လူတွေဟာထိန်းချုပ်ရခက်ပြီးရှားပါတယ်လို့ထင်ရတဲ့အရာတွေကိုပိုပြီးအလိုရှိတတ်ကြတာတဘာဝပါပဲလူတွေနောက်ကိုလိုက်မကတ်တဲ့အမျိုးသားတွေဟာဒီလိုဗီဇစိတ်ကိုမသိစိတ်ကနေတဆင့်အသုံးချတတ်ကြတယ်သူတို့ဟာအပြန်လည်ရှိမှု reciprocity ရဲ့သဘောတရားကိုအကျွမ်းမဲ့နားလည်ထားကြလို့ပါပဲစိတ်ပညာလျှို့ဝှက်ချက်များအတွက် follow လုပ်ထားပါ